ဟဲ့ပါကြောက်လေးကတော့ကျွန်တော်တို့အပွင့်ထုံးရမလားဗပူထိုးရမလားဆိုပြီးအဆုံးဖြတ်ရသေးခင်မှာပဲဒီတိုင်းပဲတဲ့သွားတဲ့ကြောက်လေးပေါ့ဗျာဝယ်တော့တဲ့အမပဲဆုံးဖြတ်လိုက်တာဗျာသူကဒီကြောက်လေးရဲ့အပွင့်လိုချင်တယ်ကျွန်တော်တို့အပွင့်ထုတ်ခိုင်းတာပေါ့ဗျာအဲ့တော့ကျွန်တော်လည်းအပွင့်ထုတ်ဖို့စဖြတ်တာပေါ့ဗျာပုံချတော့အသေးလေးတစ်ပွင့်လည်းရအောင်ထုတ်လိုက်ပါတယ်ကြောက်ကတော့ကြောက်စီကြောက်သားတော်တော်ကိုကောင်းတဲ့ထဲမှာပါတယ်အခုခုရှိရဒီပန်းလေးနဲ့ဆိုတော့ကာလာလေးကလှရပေါ့ဗျာဒါလေးကတော့စသွေးပေါ့ဗျာပြီးတော့ဒါကျွန်တော်တို့ကြောက်ဝိုင်းတဲ့ကိုစင်ကိုရဲ့သွေးကုန်ပါပါပဲဒါကလကားကြွညာပေးတာပါသူဘာမှလည်းမကြွေးပါဘူးဘာမှလည်းမတိုက်ပါဘူးဗျာစားတာပါကြောက်လေးကိုတော့လက်စွပ်ရွယ်ဘဲပုံလေးပဲထုတ်လိုက်ပါတယ်ကြောက်စီကြောက်သားကောင်းတော့အကျန်းပုံတိုင်းကိုလင်းနေတာပါကြောက်ကောင်းကြောက်တန်လေးတစ်ပွင့်ဖြစ်သွားပါဗျာကြောက်သားကောင်းတာရဲ့ကြောက်စီကောင်းတာရဲ့အနာရှင်းတာရဲ့ဒီပန်းလေးတွေကလာတဲ့ကာလာနဲ့အချင်းရှိရဲ့ကြောက်စိမ့်အပွင့်ကောင်းလေးတစ်ပွင့်ဖြစ်သွားပါဗျာဝယ်သွားတယ်မှာလည်းစိတ်တိုင်းကြမယ်လို့မျှော်လင့်ပါတယ်ကြောက်ကောင်းတစ်ပွင့်ဖြစ်ဖို့ကတော့ကျွမ်းကျင်သူတွေအစဉ်စဉ်ဝိုင်းပြီးဖန်တီးကြရတာပေါ့ဗျာကြောက်စိမ့်ကြောက်ကောင်းကြောက်တန်လေးများဝယ်ခြင်းရောင်းခြင်းကျွန်တော်တို့ခါကြောက်ခြင်းရဲ့ဂျူဝယ်တွေမှာဝယ်လို့ရောင်းလို့ရပါတယ်ဗျာဒီလိုကကျွန်တော်တို့အလောက်ကန်တွေရောင်းဝယ်တွေကိုစိတ်ဝင်စားရင်တော့ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေအဝယ်တွေကိုသေးသေးရှင်းပြပေးတဲ့ online class လည်းရှိပါတယ်ဗျာကျေးဇူးများတင်ပါတယ်ခင်ဗျာ